စိမ့်ဆုံနေတဲ့တောင်တန်းကြီးတွေရဲ့အောက်ခြေမှာမြူနင်းတွေဝင်းနေတတ်တဲ့တာယာလှတဲ့ရွာကလေးတစ်ရွာရှိတယ်။အဲ့ဒီရွာကလေးမှာပျော်ရွှင်စရာကောင်းတဲ့ကျက်မိသားစုလေးတစ်စုနေထိုင်ကြတာပေါ့။ကျက်မိသားစုလေးဟာမနက်တိုင်းတောထဲဝင်ပြီးတော့အစာရှာလေးရှိကြတယ်။တောထဲရောက်လို့အနေနဲ့ကင်းပြီးအစာပေါ်တဲ့နေရာတွေ့ရင်ကျက်ဖကြီးကရက်လိုက်ပြီးအတန်ပေးလိုက်တာနဲ့ကျမကြီးနဲ့ကြက်ကလေးတတိုက်ဟာအဲ့နားပတ်ဝန်းကျင်မှာဖြန့်ကျက်ပြီးအစာလိုက်ရှာစားကြတာပေါ့အချိန်တန်လို့အိမ်ပြန်ချိန်ရောက်လာရင်ကျက်ဖကြီးကခေါ်လိုက်တာနဲ့ကြက်ကလေးတွေအားလုံးကအစာရှာနေတာကိုရက်လိုက်ပြီးသူတို့ဖေခေါ်တဲ့နေရာကိုအမြင်ပြန်ပြေးသွားကြတယ်ပြီးတော့ကျက်မိသားစုဟာအုပ်စုလိုက်အိမ်ကိုပြန်လာကြတယ်ဒါဟာကျက်မိသားစုလေးရဲ့နေ့စဉ်အလုပ်ပေါ့ဒီလိုနဲ့တနေ့ကျတော့ကြက်ကလေးတွေအစာရှာစားနေတော့သူတို့ဖေဖေရဲ့ခေါ်တန်းကိုကြားတာနဲ့ကြက်ကလေးတွေကအမြင်ပြန်ပြေးသွားကြတယ်။ဒါပေမဲ့မိုးစီးဆိုတဲ့ကြက်ကလေးကတော့အစာရှာတာကိုပဲအာယုံရောက်နေတော့သူ့ဖေဖေခေါ်တဲ့အတန်ကိုမကြားမိဘူးပေါ့။ကျက်ဖကြီးကလည်းကြက်ကလေးတွေပြန်လာတာမြင်တာနဲ့အကုန်းဆုံးပြီးထင်ပြီးအုပ်စုလိုက်အိမ်ကိုပြန်လာကြတယ်။အဲ့အချိန်မိုးစီလေးဟာအစာကောက်ရင်းနဲ့တောနက်ထဲရောက်သွားတာမသိလိုက်ဘူး။သူအစာကောက်လို့ဝါရောမှခေါင်းထောင်ကြည့်လိုက်တော့ဘေးပတ်ဝန်းကျင်မှာဘယ်သူမှမရှိတော့ဘူးမူစီလေးကဖေးဖေးရေးမမီလို့အော်ခေါ်ပြီးသူ့ညီကိုမောင်နှမတွေကိုခေါ်ကြည့်ပေမဲ့ဘသူစီကမှပြန်ထူးတန်ကိုမကြားရဘူးဒါကြောင့်သူဟာတောထဲမှာမျက်စိလဲလမ်းမလာပြီဆိုတာသိလိုက်ရတယ်မူစီလေးဟာတောကြီးထဲမှာတကောင်လေးဖြစ်နေလို့ရုတ်တရက်ကြောက်သွားပေမဲ့ဖေဖေကသူတို့မောင်နှမတွေကိုပြောနေကြစကားကိုသတိရသွားတယ်။ဒါတို့သမီးတို့အနေနဲ့ခက်ခဲတွေနဲ့ကြုံရတဲ့အခါမကြောက်သွားပဲခေါင်းအေးထပြီးတည်တနာကိုရင်ဆိုင်ဖြည့်ရှင်းမှာအဲ့ဒါဆိုရင်ခက်ခဲတွေကိုရင်ဆိုင်ကြော်သွားနိုင်လိမ့်မယ်။သူစိတ်ကိုသူကင်းစင်ပြီးငါလန်းရှာပြီးအိမ်ရောက်အောင်ကဲမယ်လို့သူ့ကိုသူကဲအားပေးလိုက်တယ်။ပြီးတော့သူ့ရဲ့အိမ်ပြန်ခရီးကိုစတင်လိုက်ပါတော့တယ်။မူစီကလေးဟာတောထဲကနေသူ့အိမ်ရှိတဲ့လမ်းကိုမှန်းပြီးရှောက်လာခဲ့တော့တယ်။တနေရာရောက်တော့ဘဲမကြီးတကောင်ကိုတွေးလိုက်ရတယ်။ဒါမိသားစုနဲ့ကွဲသွားပြီးလမ်းပြောင်းနေလို့တားအိမ်ပြန်တဲ့လမ်းကိုသိရင်ညွှန်ပေးပါလား။ဒီအရှိတက်ကိုသွားရင်မင်းအိမ်ပြန်တဲ့လမ်းကိုတွေ့မယ်ထင်တယ်။ဒါပေမဲ့အဲ့ဒီလမ်းမှာအေယာမကြက်ကြီးတကောင်ရှိတယ်။အဲ့ဒီကြက်ကြီးကမင်းလိုအကောင်သေးလေးတွေကိုစားပစ်လိုက်နိုင်တယ်။တတိထားသွားတော့ကလေးလေး။ဒါနဲ့မိုးစီလေးဟာဘဲမကြီးကိုကျေးဇူးတင်စကားပြောပြီးအရှိတိတ်တဲ့ကိုဆက်လျှောက်လာခဲ့တယ်။လမ်းတစ်ဝက်လောက်ရောက်တော့လမ်းဘေးတနေရာမှာကြွတွင်းအကြီးကြီးကိုတွေးလိုက်ရတယ်။မူစီလေးဟာဒါအန်တီဘဲမကြီးပြောတဲ့ကြွတွင်းကြီးဖြစ်မယ်လို့တွေးပြီးတော့နေရာကနေခက်မြင်မြန်သွားနေတော့အနောက်ကနေဟေးစပေါက်ကလေးဘယ်သွားမလို့လဲမူစီလေးဟာရုတ်တရက်လန့်သွားပေမဲ့ကြောက်စိတ်ကိုဖြောက်ပြီးကြွက်ကြီးကိုကြည့်လိုက်တယ်ဒီတွင်းမှာဘသူမှမနေဘူးထင်လို့ဒီကိုလာတာပါမင်းကဒီတွင်းကိုပါလို့မလို့လဲတာကမကြခင်ဒီလိုမှာပါခုနတုန်းကလောဘကြီးပြီးစားလိုက်တဲ့စားတွေမှာစိတ်ရှိရဲ့စားတွေပါသွားလို့အခုတားပိတ်ထင်းမှာမခံမရနိုင်အောင်နှကျင်နေပါလေဒါကြောင့်ရုတ်တရက်လမ်းမှာတီးသွားလို့တားကိုတခြားတွေးစံတကောင်ကောင်ကစားမိသွားရင်အဲ့ဒီတွေးစံကပါအစိမိပြီးအနေအဖြစ်မှဆိုလို့အခုလိုဘယ်သူမှမရှိတဲ့တွင်းကြီးထဲမှာဝင်းနေဖို့ဆုံးဖြတ်လိုက်တာပါမူစီလေးရဲ့စကားကိုကြားပြီးတော့ချက်ကြီးဟာလန့်သွားတယ်မင်းကကိုလိမ့်နေကြမလားမင်းကငါစားမဆိုလို့လိမ့်နေကြမလားတာမလိမ့်ပါဘူးဦးချက်ကြီးမယုံရင်တာကိုစားလိုက်လို့ရပါလေဒါပေမဲ့တာကိုစားလိုက်လို့ဦးချက်ကြီးတည်သွားရင်တော့တာကြီးမဟုတ်ဘူးနော်တော့ဒီကနေမြင်မြင်ထွက်သွားဒီတွင်းကလည်းပန်းချင်းရှိတယ်ဒါမှနေတဲ့တွင်းမိမသာတည်ချီတခြားနေရာမှာသွားတယ်ငါတွင်းနေမှာလို့မတည်နဲ့တော့မူစီလေးဟာကြက်ကြီးရှေ့ကနေမျက်နှာလေးနဲ့ထွက်လာခဲ့လိုက်တယ်ကြက်ကြီးနဲ့ခက်ဝေးဝေးရောက်တော့မှသူဟာတက်တင်းချမိတော့တယ်ဒီလိုနဲ့မူစီလေးဟာအရှိကိုဆက်လျှောက်လာရင်လမ်းမှာယုံကြီးတကောင်နဲ့တွေ့တယ်မင်းပူပူယောတာလန်ကြောက်လာလို့တာအင်ဂျင်လေးလမ်းကိုတီးရင်ညွန်ပြီးပါလားဒီလမ်းရှေ့တဲ့လေးကိုဆက်သွားရင်မင်းတို့အိမ်ကိုရောက်နိုင်မယ်ထင်တယ်ဒါပေမဲ့
လမ်းမှာရှေကန်ကြီးတကန်ရှိတယ်။အဲ့ဒီရေကန်ကြီးမှာမိချောင်းကြီးတကောင်နေတယ်။အဲ့ဒီရေကန်ကြီးကိုထင်မသွားပဲနဲ့တော့မင်းတို့အိမ်ကိုမရောက်နိုင်ဘူး မူစီလေးလည်းယုံကြီးကိုနှုတ်ဆက်ပြီးဆက်လျှောက်လာခဲ့တယ်။ရေကန်ကြီးနားမရောက်ခင်လမ်းမှာဘလူးဘယ်ရီအပင်ကိုတွေ့တော့မူစီလေးဟာအတီးကရေကိုညှစ်ပြီးသူ့ကိုမှတုပ်လိမ့်လိုက်တယ်။ရေကန်အဆက်ကိုရောက်တော့ရေကန်ထဲကနေမိချောင်းကြီးတကောင်ဟာမူစီလေးအနားကိုရောက်လာတယ်။ ဟေ့စက်ပေါက်လေးဘယ်သွားမလို့လဲ 大虎把干果不见了吧？ မင်းကိုငါစားမှာမကြောက်ဘူးလား 大们叫宝物把偏路人数落，大家生命里路的古龙江南你爸比。 မိချောင်းကြီးဟာမိုးစီလေးရဲ့စကားကိုကြားပြီးလန့်သွားတာပေါ့ မင်းကိုငါမစားဘူးမင်းကတေးသေးလေးစားလို့လည်းဘိုင်းမဝဘူးတော်ကြငါပါရောပြီးအစိမ့်မိနေအောင်မယ်လာငါကြောပေါ်ကိုတက်ကိုဘက်ကန်းပို့ပေးမယ် မိုးစီလေးဟာမိချောင်းကြီးရဲ့ကြောပေါ်ကနေလိုက်ပြီးရေကန်ကိုဖြတ်ကူးခဲ့တယ်ကမ်းပေါ်ရောက်တော့မိချောင်းကြီးကိုနှုတ်ဆက်ပြီးဆက်လျှောက်လာရင်လမ်းမှာတွေ့တဲ့ရေအိုင်လေးမှာသူ့ကိုယ်ကအယောင်တွေကိုဆေးကြောလိုက်တယ်မိုးစီလေးဟာလမ်းမှာစင်မကြီးတစ်ကောင်နဲ့ထပ်တွေ့တယ်စင်မကြီးကိုသူ့အိမ်ရှိတဲ့လမ်းကိုမေးတော့စင်မကြီးဟာမိုးစီလေးကိုသူ့ကောင်းပေါ်တင်ပြီးတောင်ချီရွာလေးကိုပြလိုက်တယ်မိုးစီလေးလည်းသူ့ရွာကိုလှမ်းမြင်လိုက်ရလို့ဝမ်းသာသွားပြီးစင်မကြီးကိုနှုတ်ဆက်ပြီးအဲ့ဒီနေရာကနေထွက်လာခဲ့တော့တယ်အဲ့ဒီအချိန်ရွာကိုပြန်ရောက်လာတဲ့ကျက်မိသားစုဟာအိမ်ကိုရောက်တော့မှကျက်ပေါက်လေးတစ်ကောက်ပြောင်းနေမှန်းသိခဲ့ရတယ်။ဒါနဲ့ကျမကြီးကအရန်စိတ်ပူသွားပြီးပြန်သွားရှာမယ်လို့တော့ကျက်ဖကြီးကသူသွားရှာမယ်လို့ပြောပြီးတောထဲကိုပြန်ဝင်လာခဲ့တာပေါ့။အိမ်ကိုပြန်လာနေတဲ့မိုးစီလေးဟာသူ့ကိုပြန်လာရှာတဲ့သူ့ဖေဖေကျက်ဖကြီးနဲ့လမ်းမှာပြန်တွေ့ကြတယ်။မိုးစီလေးဟာသူ့ဖေဖေကိုတွေ့တော့အယံဝမ်းသာသွားတယ် ။ဟေးဒါကြီးမကြခင်မောင်လို့မယ်ဒီညတော့ဒီတစ်ပင်ကြီးအပေါ်တက်အိတ်ကြတာပေါ့မနှမပြန်ကြမယ် 好给我皮皮， ။ကျက်ဖကြီးနဲ့မိုးစီလေးဟာတစ်ပင်ပေါ်တက်အိတ်ကြပြီးမနက်မိုးလင်းမှအိမ်ကိုပြန်လာကြတယ်။အိမ်ကိုရောက်တော့အိမ်ရှိမှာစိတ်ပူပြီးစောင့်နေတဲ့သူ့မေမေကိုမိုးစီလေးဟာပြေးဖက်လိုက်တယ်။နောက်ဆုံးတော့မိုးစီလေးဟာအခက်ခဲနဲ့ကြုံရတာတော့မကြောက်မရွံ့နဲ့သူ့ရဲ့အသိဉာဏ်ကိုအတုံးချခဲ့လို့အိမ်ကိုဘေးကင်းကင်းနဲ့ပြန်လည်ရောက်ရှိလာပါတော့တယ်ကွယ်။